ဒီလိုသပင်ဖောင်းလေးဖြစ်အောင်ဘလူးတိုင်းဆွဲရတာလားဆိုရင်တော့မဟုတ်ပါဘူးသိရှင်ရင်တော့အဆုံးထိလိုက်ကြည့်ပေးပါနော် customer လေးရဲ့ဆန္ဒက rebound လေးလုပ်ထားတာတစ်ပတ်ပဲရှိသေးတယ်သပင် rebound လုပ်ထားပြီးတော့ပြပြကြီးလေးဖြစ်လို့ညှက်ထားတဲ့ကတင်ကိုလည်းသဘောမကျလို့ဆိုပြီးတော့အဖျားပိုင်းတွေကလည်းညှိပြီးတော့ရှောင်နေတယ်ခွဲချောင်းတွေကလည်းတေးသူလိုဖြစ်နေတယ်သပင်ရုံးဝမရှိဘဲနဲ့ဆန်သားရှောင်နေတဲ့ဆန်သားလေးလေးဖြစ်တယ်နောက်တစ်ချက်က customer ကဘလောက်အရှိထားတာအခြေရက်နေတဲ့ဆန်သားလေးလေးဖြစ်ပါတယ်ခုအဲ့လိုဆန်သားမျိုးလေးကိုရေတက်ပြီးွားတဲ့မစ်ချစ်ပန်းအဖောင်း hair style လေးပြုလုပ်ပေးထားတာဖြစ်ပါတယ်သပင်တွေကအရှိလဲရက်နေတယ်သပင်အဖျားတွေကလည်းပြပြကြီးဖြစ်နေတယ်ဆိုရင်အခုလိုရေတက်ကိုပါပြန်ဖြည့်ပေးတယ်ကိုရီးယားမစ်ချစ်ပန်းအဖောင်း hair style လေးကိုပြုလုပ်လို့ရပါတယ်digital ကောက်စစ်သုံးထားတဲ့အဖောင်းမဟုတ်တဲ့အတွက်မို့လို့ခါလီဖန်းနဲ့ပဲသဘာဝဆန်အောင်လုပ်ပေးထားတာဖြစ်ပါတယ်တကယ်လို့ကိုကအိမ်မှာခေါင်းချော်ရင်ရောဒီလိုမျိုးဖောင်းလေးနဲ့ dryer မှုတ်ထားတဲ့အတိုင်းထွက်နိုင်လားဆိုလို့ရှိရင်တော့ Mid Japan hair style ကြီးက dryer မှုတ်ထားတဲ့အတိုင်း blue line ဆွဲတဲ့ပုံလေးကိုပုံဖော်စီမှာပဲဖြစ်ပါတယ်။အပင်လောက်တိုင်းမှာပုံသွင်းရတဲ့ hair style မျိုးတွေဖြစ်နေပြီဆိုရင်တော့ပုံသွင်းလို့ hair style ကိုရွေးချယ်ရှင် Korea Mid Japan hair style ကိုရွေးချယ်ပါ။ဒီ final result လေးကလုံးဝ blue line မဆွဲထားဘဲနဲ့ဒီ dryer မှုတ်ထားတဲ့ result အတိုင်းလေးကိုပဲပြပေးထားတာဖြစ်ပါတယ်။ရှင်းရှင်းသားလေးများရှိရင်လည်း comment မှာမေးသွားလို့ရပါတယ်။